ဒီငန်းကြီးကတကယ်ပဲရွှေဦးတွေဥနိုင်ပြီးဥတလုံးစီကလက်သီးဆုပ်လောက်ရှိပါတယ်ဒါကြောင့်ပိုင်ရှင်ကသဘောကောင်းကောင်းနဲ့ဒီလူကိုရွှေဦးတလုံးလက်ဆောင်ပေးလိုက်တယ်ပြီးတော့မိန်းကလေးတစ်ယောက်ကသူ့ကိုရွှေဦးတွေတိမ့်တဲ့မြေရောက်ခန်းထဲခေါ်သွားတယ်ဒီနေရာကငန်းကြီးရွှေဦးတွေအကုန်ဥတဲ့နေရာဖြစ်ပြီးဒီရွှေဦးတွေကပဲတစ်ကမ္ဘာလုံးကိုလဲပတ်လှုပ်ရှားစေတာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲဒီလူရဲ့လောဘစိတ်ကရုတ်တရက်ထိမနိုင်သိမ့်မရဖြစ်သွားတယ်ဒါကြောင့်ဘယ်သူမှမမြင်တော့ငန်းကြီးကိုခိုးပြီးထွက်ပြေးခဲ့တော့တယ်ပြီးတော့6ကမ်းပါအစွန်းစီပြေးသွားပြီးအေယာမပဲပင်ကြီးတိုင်းအောက်ကိုအမြန်ဆင်းပါတော့တယ်ဘာလို့လဲဆိုတော့ဒီလူကအောက်ကလူပြည်ကနေလာခဲ့တာမို့လို့ပါဒီငန်းကြီးသာရှိရင်သူဟာအတိုင်းအဆမရှိချမ်းသာတော့မှလေဘယ်သူမှသူတို့နောက်ကိုလိုက်မလာနိုင်အောင်ဒီလူနဲ့သူ့မိကပစိန်ကိုပင့်ပြီးပဲပင်ကြီးကိုတက်တက်ကြီးခုတ်ချပစ်လိုက်တယ်ဒါမှငန်းပိုင်ရှင်ကသူတို့နောက်ကိုဘယ်တော့မှလိုက်မလာနိုင်တော့မှာပါအဲ့ဒီအချိန်မှာပဲဘလူးကြီးကငန်းပြောက်သွားတာကိုသိသွားပြီးရဲတိုက်ထဲကနေဝုန်းတိုင်းကျဲထွက်လာပြီးငန်းကိုပြန်ပေးဖို့အော်ဟစ်တောင်းပန်ရှာတယ်ပြီးတော့ပဲပင်ကြီးအတိုင်းအလောတကြီးအောက်ကိုလိုက်ဆင်းလာခဲ့တယ်ဒါပေမဲ့အောက်ခြေကပဲပင်ကလုံးဝအပြက်ခုတ်ချခံထားရမှန်းသူလုံးဝမထင်မှတ်ထားခဲ့ဘူးဒုံကနေအတန်ကျဲကြီးနဲ့တူဘလူးကြီးဟာအပေါ်ကနေတန်းတန်းမတ်မတ်ပြုတ်ကျပြီးပွဲချင်းပြီးတေဆုံးသွားခဲ့တယ်အမေနဲ့သားဖြစ်သူကတော့ဝမ်းသာအားရနဲ့ခုန်ပေါက်ပျော်ရွှင်နေကြတယ်ဒါပေမဲ့သူတို့မသိသေးတာကဒီလိုရဲ့ကြောင့်ကျင်းစာတစ်ခုကိုခံယူရတော့မယ်ဆိုတာပါပဲအဲ့ဒီငန်းနဲ့ရွှေဦးတွေကိုရကြတဲ့ကဒီလူဟာအဲ့ဒီနေမီမှာအချမ်းသာဆုံးသူထေးကြီးဖြစ်လာပြီးမျိုးဆက်တစ်ခုပြီးတစ်ခုသုံးလို့မကုန်နိုင်အောင်ချမ်းသာခဲ့ကြတယ်ဒီလိုနဲ့အဲ့ဒီလူတေဆုံးပြီးနှစ်ပေါင်း400ကြာတဲ့အထိအဲ့ဒီငန်းကြီးကဘလို့နီးနဲ့မဆိုအသက်ရှင်နေတော့မှာပဲဒါတွေမကသေးဘူးနေတိုင်းလဲရွှေဦးတစ်ဆက်လုံးစီဥနေတော့မှာပဲရာစုနှစ်တွေကြာလာတဲ့အခါရွှေဦးရေအတွက်ဟာတန်းကျော်သွားခဲ့ပြီမျိုးဆက်တိုင်းကအတိုင်းအဆမရှိစီးစိမ်ချမ်းသာတွေကိုခံစားခဲ့ရပေမဲ့သူတို့တွေကတယောက်မှအသက်40ကျော်တဲ့အထိမနေရပါဘူးဒါကတော့ဘလူးကြီးမတည်ခင်ထားရစ်ခဲ့တဲ့ချိန်စာပါပဲအခုဆိုရင်ဂျက်ကဒီမိသားစုရဲ့18ဆက်မြောက်အမွေခံဖြစ်နေပြီနောက်ထပ်ရက်ပိုင်းငယ်အတွင်းမှာပဲသူလည်းအသက်40ပြည့်တော့မယ်ဒါကသူ့ရဲ့တက်တန်းဟာလည်းကုံဆုံးတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲမကြခင်မှာပဲအမေဖြစ်သူကတားဖြစ်သူရဲ့အချိန်တွေတိတ်မကြံတော့တာကိုမြင်တော့သူတို့မိသားစုအစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ဆွဲကြိုးလေးကိုပေးလိုက်တယ်ဒါကသူတို့ဘိုးဘေးတွေဟိုးအထက်ကြီးကနေခိုးယူလာခဲ့တဲ့အရာပါပြီးတော့ဂျက်ကဆွဲကြိုးကတော့လေးကိုဖွင့်လိုက်တယ်အထဲမှာတော့ပဲစိတ်တစ်စိပဲရှိနေတယ်သူကစိတ်ဝင်စားနဲ့အဲ့ဒီပဲစိကိုမြေကြီးထဲစိုက်လိုက်တယ်မျက်စိတမိတ်အတွင်းမှာပဲကောင်းကင်ကနေအစိမ်းရောင်အလင်းတန်းကြီးတစ်ခုကျဆင်းလာတယ်အဲ့ဒီပဲစိကအစိမ်းရောင်အလင်းကိုစုပ်ယူပြီးတာနဲ့ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်လာတော့တယ်ထူးဆန်းတဲ့ပဲပင်ကြီးကမြေကြီးထဲကနေရုတ်တရက်ပေါက်ထွက်လာတယ်သူကပုံမကြီးထွားလာပြီးအထက်ကိုတရရိပ်မြင့်တက်သွားတယ်မကြခင်မှာပဲမိုးတိမ်တွေကိုဖောက်ထွက်သွားခဲ့ပါပြီမြေပြင်နဲ့ကောင်းကင်ကိုဆက်သွယ်ပေးထားတဲ့ဒီပဲပင်ကြီးကိုကြည့်ပြီးဂျက်ကအံ့ဩလွန်းလို့စကားတော်မပြောနိုင်ရှာဘူးအဲ့ဒီနောက်မှာတော့သူဟာပဲပင်ကြီးအတိုင်းတလန်းချင်းအပေါ်ကိုတက်သွားခဲ့တယ်နောက်ဆုံးတော့အပေါ်ဆုံးကိုရောက်သွားခဲ့တယ်ဒါပေမဲ့အပေါ်ကိုအတက်မှာနေသူ့ကိုစစ်တီတော်အဆောင်ရှောက်တွေကဝိုင်းထားလိုက်ကြတယ်ဒီမြေပြင်တစ်ခုလုံးကတော့၆တွေ့ပြီးအသက်စီဝကင်းမဲ့နေခဲ့ပြီးအေယာမတတော်ကြီးတွေရဲ့အယိုးစုအဆောက်အုံတွေကနေရာအနှံ့ပြန့်ကျဲနေတယ်မကြခင်မှာပဲချက်ကိုမြင်မာတဲ့ရဲတိုက်ကြီးစီဆွဲခေါ်သွားကြတယ်အုတ်ချုပ်သူကသူ့ကိုချက်ချင်းကွပ်မျက်ဖို့အမိန့်ပေးလိုက်တယ်ဘာပဲဖြစ်ဖြစ်ဟိုးရစုနှစ်တွေတုန်းကဒီမြေဟာစိမ့်နှံ့ဆိုပြေးပြီးအတက်တက်တွေနဲ့ပြည့်နေခဲ့တာပါဒါပေမဲ့ဂျက်ရဲ့ဘိုးဘေးငန်းကြီးကိုခိုးသွားကြတဲ့ကဒီကဘာတစ်ခုလုံးရဲ့အသက်သွေးကြောအရင်းမြစ်ဆုံးရှုံးသွားခဲ့ရတယ်ဒီမှာဘာတစ်ခုမှမပေါက်ရောက်နိုင်တော့ဘူးဂျက်ကိုရှင်းလင်းပြမှသာသူတို့ကဘာကြီးအသက်ပြန်သွင်းနိုင်ဖို့မျှော်လင့်ချက်ရှိမှာပါဒါဆိုရင်ဘိုးဘေးတွေရဲ့အပြည့်အတွက်ဂျက်ကဘလို့ပြန်ပေးဆက်မလဲ